မင်္ဂလာပါကျွန်တော်မနက်ပိုင်းထပြေးတဲ့ပန်းညံလေးကိုပြမှာဖြစ်ပါတယ်ဒီပန်းညံထဲမှာစိတ်ဝင်စားစရာလေးအများကြီးရှိပါတယ်ဒါပန်းညံအဝင်ဝဖြစ်ပါတယ်ကျွန်တော်မနက်ပိုင်းဆိုရင်ဒီအဝင်ဝကနေစပြီးတော့ဝင်ပါတယ်ဒီအဝင်ဝရဲ့ညာဘက်မှာကျွန်တော်အရန်သဘောကျတဲ့အရာရှိပါတယ်အဲ့ဒါကတော့ gym ဖြစ်ပါတယ်ပြင်မှာ gym အစရာမလိုဘဲနဲ့ဒီပန်းညံထဲမှာပေါ့နော်ပစ္စည်းစုံစုံလင်လင်နဲ့ gym ဆော့လို့ရတယ်ပစ္စည်းတွေကလည်းပုံမှန် gym တစ်ခုမှရှိတဲ့ပစ္စည်းတွေတဲ့3စားလောက်ပစ္စည်းများတယ်ပေါ့နော်ဘုံလေး2ဘုံရှိရကျွန်တော်ပြမယ်အဲ့ဒီဘုံပေါ့နော်ဒီဘုံကြီးပေါ့နော်ကျွန်တော်အခုပြမဲ့ဘုံကြီးပေါ့အမှတွေ့လာကျွန်တော်ဆွဲပြထားတယ်အဲ့ဒီဘုံ2ဘုံရှိရအဲ့ဒီထဲမှာအလေးတွေအစုံရှိရဗျနောက်တစ်ဘုံထဲမှာဆိုရင်ယောဂမတ်တွေကအစာရှိရပေါ့နော်စက်တွေကအရန်အကောင်းကြီးမှုပေမဲ့ပုံမှန် gym လိုမျိုးပဲပေါ့နော်တော်တော်ကောင်းကောင်းနေပေါ့တော်တော်ကောင်းကောင်းဆော့လို့ရတယ်ပေါ့နော်ပြီးရင် gym ရဲ့ညာဘက်မှာဒီပြေးလန်းလေးရှိရဗျအဲ့ဒီပြေးလန်းလေးကိုကန်တပတ်ပေါ့နော်ပြေးလန်းလေးအလယ်မှာကန်ရှိရအဲ့ရေကန်တပတ်အကုန်လုံးလမ်းလျှောက်ကြတယ်ပြေးကြရပေါ့နော်ကန်ရဲ့ဘေးမှာဒီလို workout လုပ်မဲ့နေရာလေးတွေလည်းထားပေးတယ်ပြီးတော့အမိုက်ပုံးတွေလည်းစနစ်တကျထားပေးတယ်အမိုက်ဆိုလို့တစ်စက်မှမရှိဘူးပေါ့နော်ဒီကန်ကိုပတ်ပြေးကြတာတရိပ်ဝိုင်းလေးနဲ့ပတ်ပြေးပြီးရင်ထိုင်မဲ့နေရာလေးတွေအခုလိုဇရက်လေးတွေရှိရပေါ့နော်ဒီနေရာကတော့ကျွန်တော်ဟင်းရွက်ဝယ်တဲ့အတဲပေါ့နော်အဲ့ဒီနေရာမှာတောတဲ့တဲရှိရအဲ့ဒီအတဲစီကကျွန်တော်ဟင်းရွက်ဝယ်တာဒါ basketball queen ဖြစ်ပါတယ် basketball queen ပြီးရင်ဘေးမှာဘောလုံးကွင်းရှိရပေါ့နော်ဘောလုံးကွင်းမှာ free ကန်လို့ရတယ်ပေါ့နော်ပြီးရင်တော့ဒီနောက်မှာတော့ကြက်တောင်ကွင်းရှိပါတယ်ကြက်တောင်ကွင်းရဲ့တစ်ဖက်မှာတော့ကားပါကင်ရှိရပြီးရင်တော့ဒီမှာအိမ်သာလေးရှိပါတယ်အိမ်သာလေးကလည်းချစ်စရာလေးပေါ့နော်ဟိုမတန်ဆန်းတွေတက်လို့ရတဲ့အိမ်သာလေးရှိတယ်အဲ့ထဲမှာဒါကတော့ကျွန်တော်အရန်သဘောကျတဲ့အပင်ဖြစ်ပါတယ်အပင်အဖြူရောင်ဖြစ်ပါတယ်အရွက်တွေကလည်းအဖြူရောင်အဝေးကကြည့်ရင်အရန်လှတယ်ဖြူဖွေးနေတာပဲဒီအပင်ကလေဒီအပင်ကိုကြော်ပြီးရင်တော့ဒါအဝင်ဝါကိုပြန်ရောက်ပါတယ်ပန်းညံရဲ့အဝင်ဝါညာဘက်မှာတော့ security counter လေးရှိပါတယ်သူတို့ကတေချာလေးစောင့်ရှောက်ပေးတယ်ပေါ့နော်တေချာလေးစောင့်ကြည့်ပေးတယ်အကုန်လုံးစနစ်တကျလုပ်ထားတာလေသဘောကျလို့ပါ